အာမန်ဖိုင်မှကြိုဆိုပါတယ်။ဘဏ်စရင်းမရှိသူတွေအတွက်ရော Digital Economy နဲ့ချိတ်ဆက်ပေးဖို့အတွက်ပါ DBS ဆိုတာအခုခေတ်ဈေးကွက်မှာတကယ်လိုအပ်နေတဲ့ Decentralized စနစ်တစ်ခုဖြစ်ပါတယ်။ထိုနည်းပညာနဲ့အတူ Decentralized Banking as a Service DBS ဝန်ဆောင်မှုပေးသူတဦးအနေနဲ့ကိုယ်ပိုင်ဘဏ္ဍာရေးစနစ်တစ်ခုကိုစိတ်ကြိုက်စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ Wallet ဝန်ဆောင်မှုတွေငွေသွင်းငွေထုတ်လုပ်တာတွေ Digital Asset တွေတင်စေတာနဲ့နိုင်ငံတကာငွေလုံးဝန်ဆောင်မှုတွေကို Blockchain ကနေတဆင့်ကိုယ်တိုင်လှုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ဒီစနစ်မှာငွေလဲလှယ်တာနဲ့ငွေပေးချေတာတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။သင်ဟာ KYC ကတ်ရော Non KYC ကတ်ပါထုတ်ပေးလို့ရတယ်လို့Node operator တွေကတဆင့် website ကနေအလွယ်တကူစာရင်းသွင်းပြီးလုပ်ငန်းချက်ထွင်နိုင်ပါတယ်။ DBS ဟာငွေကြေးစနစ်ကိုအဖွဲ့အစည်းတစ်ခုရဲ့ထိန်းချုပ်မှုအောက်ကနေလူတိုင်းလွတ်လပ်စွာအသုံးပြုနိုင်တဲ့စနစ်တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်ခြင်းဖြစ်ပါတယ်။စတင်အသုံးပြုသူတွေအတွက်အတည်ပြုပေးတာ validation ပြုလုပ်ရင်းယခင်ကကြားခံလူတွေပဲရတဲ့အကျိုးမြတ်တွေကိုပါယခုထပ်ပေါင်းခံစားခွင့်ရမှာဖြစ်ပါတယ်။ကတ်ထုတ်ပေးရုံနဲ့တင် passive income ကောင်းကောင်းရနိုင်ပါတယ်။ Amanfa မှကြိုဆိုပါတယ်။ကျွန်တော်တို့နဲ့အတူအခုပဲလက်တွဲလိုက်ပါအသေးစိတ်ကို info@aman.finance မှာဆက်သွယ်နိုင်ပါတယ်